สวัสดีค่ะมင်္ဂလာပါရှင်เนาะရောရင်နဲ့စားတဲ့ပြီးစကလုံးလေးတွေကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ကဲအတန်လေးနားထောင်ရအောင်။ရောရင်อ่านว่ายอยอหญิงยอย่ายอญี่ปุ่นยอญาตินะคะแกะซาเราฟังยาเอาหญิงหอยออีงอหญิงหญิงဆိုတာကမိန်းကလေးပဲဖြစ်ပါတယ်ရဟောယောအာယာမိထုရဆိုတာကဒီမြဲပင်လေးပြောတာဖြစ်ပါတယ်ญี่ปุ่นยออียีไม้เอยี่ปออุนอปุนไม้เอปุ่นญี่ปุ่นဆိုတာကဂျပန်ကိုပြောတာဖြစ်ပါတယ်ญาติยออาตออีญาตินะคะဒီญาติကကြတော့ဒီတဝန်းခွဲတွေဆွေမျိုးဝန်းခွဲတွေကိုပြောတာပေါ့နော်ရလို့ခေါ်ပါတယ်ကဲအတန်လေးနောက်တစ်ခါပြန်နှားထောင်ရအောင်ယောหญิงยอย่ายอญี่ปุ่นยอญาตินะคะဒါကြတော့ရောရင်နဲ့ပတ်သက်တဲ့စကားလုံးလေးပဲဖြစ်ပါတယ်ขอบคุณค่ะ